Okay ဒါကတော့ Road Life Europe Trucker ဆိုတဲ့ game ပေါ့နော် trucker game ပေါ့နော်ဒီကောင်ကကျတော့ဒီ2026ခုနှစ်အတွင်းမှာပဲသူကထွက်လာဖို့တော့ရှိတယ်ပေါ့နော်ဒါပေမဲ့ခုလောလောဆယ်တော့မထွက်လာတော့သေးဘူးပေါ့နော်သူတို့နည်းနည်းကြာအောင်မယ်သူတို့စမ်းသပ်မှုတွေအများကြီးလုပ်နေတယ်ပေါ့နော်ဒီ game ကတော့ဒီ game ကထွက်လာရင်တော့ Truckers of Europe 3တဲ့ပုံများမိုက်နေမလားပေါ့နော်ကောင်ရဲ့ animation တွေက Truckers of Europe 3တဲ့တော့မိုက်တယ်ပေါ့နော်ဒါတကားတွေဖွင့်ပြီးတော့မှာကားထဲဝင်တာမျိုးတို့ပြီးရင်အနောက်ကအိပ်ရပုံမှာအိပ်တာမျိုးတို့ပေါ့နော် coffee တွေပါတောက်တာမျိုးတို့ဒီကောင်တွေက animation ဘိုင်းကိုတော်တော်လေးဦးစားပေးထားတယ်ပေါ့နော်ဒီ graphic တွေကလည်းမဆိုးဘူးလို့ပြောရမယ်ပေါ့နော်ဒီကောင်ကမိုးရတဲ့ animation ကလည်းတော်တော်လေးမိုက်ရလို့ပြောရမှာပေါ့နော်ဟိုကမှန်ပေါ်မှာဆိုတော့ရေအပြည့်ပဲပေါ့နော်အဲ့လိုမျိုးအဲ့ဒီ wiper ဒါမတော့ရင်တော့ကျွန်တော်တို့တေချာမြင်ရမှာမဟုတ်ဘူးเนาะအရှိဘူးကဲဒါတော့နေနေညလေပတ်မှု system ပေါ့နော်တော်တော်လေးမိုက်ရလို့ပြောရမယ်ပေါ့နော်ကျွန်တော်တို့ကောင်လေးကထွက်လာရင်တော့တော်တော်လေးတော့ဆော့လို့ကောင်းမဲ့ပုံပဲပေါ့နော် graphic ကလည်းအဆင်ပြေတယ်ပေါ့နော်သူကတော့ okay ဒီ game နဲ့ထွက်လာရင်တော့ကျွန်တော်တို့ဒီဖုန်းမရွေးပါစေနဲ့လို့ပဲဆူတောင်းရမယ့်ပုံစံပဲပေါ့နော်ဆိုတော့တို့ဖန်တီးထားမှုကိုကျွန်တော်တို့ခန်းစားလိုက်ရအောင်ပေါ့နော်